ဂျပန်ကျောင်းများရင်သာရှိသောကျောင်းတော်စီကံများနံပါတ်1စပင်ကိုမှတ်ပုံတရားခြင်းဂျပန်မှာကခင်မီတိုးတက်ပြီးတဲ့နိုင်ငံဖြစ်တဲ့အတွက်တခြားသူမျိုးသားတွေကလည်းအများကြီးနေထိုင်ကြရပါတော့။ဒါကြောင့်တချို့ဂျပန်တွေကလူမျိုးသားတွေနဲ့အိမ်အောင်ကြပြီးတော့ကလေးရတဲ့အခါမှာတော့စပင်အယောင်လေးတွေပါနေတတ်တာဒီဒါမှမဟုတ်လို့ရှိရင်တော့စပင်ကောက်တဲ့ကလေးတွေကလည်းမွေးဖွားလာတဲ့ပေါ့နော်။မြန်မာမှာလည်းတချို့မျိုးလိုက်တဲ့ကလေးတွေကစပင်ကောက်နေတတ်ပါလေ။ဒါပေမဲ့ဂျပန်မှာကျောင်းတက်မယ်ဆိုရင်တော့တင်ကတိစပင်ကိုငကိုကလေးကကောက်နေတာပါဆိုပြီးတော့ကျောင်းမှာမှတ်ပုံတင်လုပ်ရတယ်ပေါ့နော်။အဲ့လိုလုပ်ဖို့တင်ရဲ့ငငယ်ကလေးကဓာတ်ပုံရဲ့တင်မိပါရဲ့အတိမတ်ပြည့်တဲ့လက်မှတ်ကိုလိုတယ်ပေါ့နော်။အဲ့ကြောင့်မို့လို့တင်ကဂျပန်မှာကျောင်းတက်ရင်တော့စပင်ကောက်တာတွေဆေးဆိုးတာတွေကိုလုပ်လို့ရမှာမဟုတ်ပေါ့နော်။ဒီချက်လေးတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့နည်းနည်းဆင်နေပေါ့နော်။အခုကြည့်နေတဲ့လူကြီးမင်းတွေထဲမှာရောကျောင်းတက်တုန်းကကျွန်တော်တို့စပင်ဆေးဆိုးလို့ဆိုပြီးတော့ရုံးခဲ့ရောက်ပြီးတဲ့သူတွေရှိပါလားခင်ဗျာ။ငါဆိုဘယ်လိုရမလဲအတွင်းကအဖြူတော်ဝဲဝဲရဂျပန်ကကျောင်းတွေမှာကကာယချိန်အားစားလုပ်ချိန်တွေဆိုတာရှိတယ်ပေါ့နော်သူတို့ကကျောင်းတွေမှာတကယ်ကိုအားစားလုပ်ရတာပေါ့နော်ဒါကိုပြီးချိန်လို့ခေါ်တယ်ပေါ့နော်တချို့နိုင်ငံတွေမှာလို့ကာယချိန်ဆိုမျက်နှာရတာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကာယချိန်မှာအားစားလုပ်လို့ရှိရင်ချွေးထက်တာကြောင့်တင်းရဲ့အတွင်းကလှလှလေးကလေးပုံနေတတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတင်ကပန်းအောင်ဖြစ်ဖြစ်ကာလာလှလှလေးဝတ်ထားရင်ထင်းနေအောင်မြင်ရမှာပါအဲ့ဒါကိုဂျပန်ကကျောင်းတွေမှာကအဲ့ဒီလိုတခြားကြောင်ဖြစ်နေလို့ဆိုလို့ရှိရင်တခြားကျောင်းသားတွေကိုမကောင်းတဲ့စိတ်ကိုဆွဲဆောင်တယ်လို့မျိုးဖြစ်နေမှာစိုးရိမ်နေတဲ့အတွက်ဒီစည်းကမ်းလေးကိုထုတ်ထားတာပါအခုကြည့်နေတဲ့လူကြီးမင်းကတော့အတွင်းကလှလှလေးပုံမှာစိတ်မပူပါနဲ့ဘာလို့လဲဆိုတော့ကာယချိန်မှာမျက်ပိန်နှုတ်နေရမှာမဟုတ်လို့ပါခင်ဗျာနံပါတ်3ကျေသီးဖြုတ်လို့မရဘူးဂျပန်မှာကစောင်းနေဆိုလို့ရှိရင်ကြုံနေအောင်အေးပေမဲ့တွေဘက်မှာဆိုရင်တော့တွဲကြနေအောင်ပူပါတယ်မြန်မာနိုင်ငံဒီနေ့ကိုပူတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျောင်းသားတွေကလည်းကျောင်းယူနီဖောင်းကြီးဝတ်ထားရရင်ပူပြီးတော့စိတ်အိုက်တတာလေးရှိတယ်ပေါ့နော်တချို့ကျောင်းတွေမှာဆိုလို့ရှိရင်အပေါ်ကုတ်ကိုပါထပ်ပြီးတော့ဝေးရတယ်ပေါ့နော်အဲ့ဒီအခါမှာတော့တင်ကပူလို့ဆိုပြီးတော့ကျေသီးတစ်လုံးတော့ဖြုတ်ထားလို့ရှိရင်တော့တင်ဟာတင်ရဲ့အတန်းဆရာရဲ့ဆူတာကိုခံရမှာပေါ့နော်ဘာလို့လဲဆိုရင်တော့အဲ့ဒါဟာကျောင်းယူနီဖောင်းကိုအလေးမထားဘူးလို့အထင်ခံရလို့ပါအဲ့ဒါအပြင်ကျောင်းယူနီဖောင်းရဲ့အောက်မှာတီရှပ်ခံဝင်ရင်လည်းကျောင်းကထုတ်ပေးထားတဲ့တီရှပ်ကိုပဲခံဝေးရမှာပေါ့နော်ဒါကတော့ကျောင်းဝင်းထဲမှာပဲထုတ်ထားတဲ့စီကံလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီချက်လေးကတော့မြန်မာနိုင်ငံကသူတို့ထက်နည်းနည်းတာသွားတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုရင်တော့ကျေသီးပဲဖြုတ်ဖြုတ်ချက်ပြုတ်ပဲဝေဝေတင်ဟာဘာမှပြောခံမှာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းကျောင်းတော့ကပစိုးချက်ပြုတ်ဝေပြီးတော့စော်ကြည့်ခဲ့တူပါခင်ဗျာနံပါတ်4စပင်းရှည်ထားလို့မရဘူးဒီချက်လေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်တော်လေးစိန်နေပါတော့ဂျပန်ကကျောင်းတွေမှာလည်းစပင်းရှည်ထားလို့မရပါဘူးတင်ကစပင်းကေလန်းလန်းလေးနဲ့လမ်းကျင်ပေမဲ့ဂျပန်မှာတော့စပင်းရှည်ထားရင်တင်ဟာကျောင်းစည်းကံကိုချိုးဖောက်တယ်ဆိုလို့ရောချက်ချင်းရုံးနဲ့ရောက်တော့မှာပါဒါပေမဲ့ချွင်းချက်လေးတစ်ခုတော့ရှိပါတယ်တင်စပင်းကဘလောက်ရှည်ရှည်မျက်ခုံးဝေးကိုမကြော်ရင်တော့ဘာမှမဖြစ်ပါဘူးအဲဒါကြောင့်မို့လို့တင်ကဆရာကိုမြင်လို့ရှိရင်တော့ကလေးလေးနဲ့မျက်ခုံးဝေးကိုပေါ်အောင်ပင့်တင်ထားရင်တော့ရနိုင်ပါတယ်ဒါကြောင့်အခုကြည့်နေလူကြီးမင်းကမြန်မာကကျောင်းတွေမှာစပင်းရှည်ထားရမရလို့ဂျပန်မှာကျောင်းသွားတက်မယ်ဆိုရင်တော့လက်လျှော့လိုက်လို့ရပါပြီအတန်းတွေကဆရာမမြင်ခင်လူကြီးမင်းရဲ့ရှင်ရဲ့စပင်းကြီးကိုအများဆုံးသွားညှက်လိုက်ဖို့တော့အကြံပေးချင်ပါတယ်ခင်ဗျာမဟုတ်လို့ဆိုလို့ရှိရင်တော့တင်ကကက်ကြီးစာမိပြီးတော့ဒိန်းတောင်ကြီးလမ်းလေးဖြစ်သွားမှာစိတ်တူလို့ပါအလီစီတော့ဗာလဲဗျာဟင်းနာယုံတယ်ဘကိုးအသိလားမသိဘူးကျွန်တော်အခုလုပ်ပြီးနေတဲ့ content လေးတွေကကျွန်တော်အရင်ကြိုက်တဲ့ content creator LinkedIn Universe ကိုအခြေခံပြီးတော့လုပ်ထားတော့ခင်ဗျာဟုတ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရတဲ့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာခဏနေပါဦးဒီရုပ်ထုတ်ကိုစောင်းတဲ့အကြောင်းရတော့ဒါကျွန်တော်ဒီလို content လေးလုပ်လို့ရှိရင်ကျွန်တော်ဒီရုပ်ထုတ်လေးစောင်းပြီးတော့လုပ်မယ်ဆိုပြီးတော့စီစဉ်ထားတာပေါ့နော်ဘာလို့လဲဆိုတော့ဒါကျွန်တော်ရဲ့ signature ရုပ်ထုတ်ပေါ့နော်ကျွန်တော် comment လေးမှာဒီရုပ်ထုတ်စောင်းလာလို့ဆိုလို့ရှိရင် Japan animation တွေမလာခင်ပေါ့နော်တိုရဲကြီးရဲ့ကျွန်တော်တို့ intro animation နဲ့တူတယ်လို့ပြောတဲ့လူကြီးရှိတယ်ပေါ့နော်ဘာလို့လဲဖြစ်ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာ